ရွာဦးကျောင်းကအုံမောက်ကောက်လို့နိုးထစီပြန်နာလင်းချက်ကဲတွန်းနေကျူအာယုံဦးမှာရွာဦးကျောင်းကအုံမောက်ကောက်လို့နိုးထစီပြန်နာသမုဒ္ဒရာဝမ်းတထွားစားတော့ကလူနိုင်မိုးရင်ကိုတာရေးကချက်ကလေးပေးလို့ချီးဒီတိုင်းကလေးမြည်တမ်းတာတထားမောင်ရင်ငယ်ပြောတယ်နိဗ္ဗာန်ကျိုးမျိုးလို့ဆိုတာတမူရိတပေါင်းဆွေတဟာစွမ်းချက်ရခါတော်မူကြပါဘုရားတကားဘုရားမှာစွမ်းတကားစွမ်းမှာနဲ့ချင်းကတေးတန်သားလေးနဲ့အတူစွန်းတော်ချက်ရခါတော်မူကြပါလေယောလေးချက်ကဲတွန်းနေကျူအာယုံဦးမှာရွာဦးကျောင်းကအုံမောက်ခေါလို့နိုးထစီပြန်နာလေးချက်ကဲတွန်းနေကျူအာယုံဦးမှာရွာဦးကျောင်းကအုံမောက်ခေါလို့နိုးထစီပြန်နာသမုဒ္ဒရာဝမ်းတထွားစားတော့ကလူနိုင်မိုးရင်ကိုတာရေးကချက်ကလေးပေးလို့ချီးဒီတန်ကလေးမြည်တမ်းတာတထားမောင်ရေကင်းပြောတယ်နိဗ္ဗာန်ကျိုးမျိုးလို့ဆိုတာတဗုရိတပေါင်းဆွေတဟာစွမ်းချက်ရခါတော်မူကြပါမြောင်ဝိနည်းအရာတရားတွေပွားစီအောင်သာအာယုံချင်းလေးအောင်ကြည်ပြချီးဒီတန်လေးတာယာလာတာမြောင်ဝိနည်းတရားတရားတွေပွားစီအောင်သာအာယုံချင်းလေးအောင်ကြည်ပြချီးဒီတန်လေးတာယာလာတာစွမ်းမရည်ရကလူရန်လို့အယောလုံးမှာကုသိုလ်ရှာတရားတရားပွားကလူနိုင်တန်းနိုင်အောင်မှာအမြဲပဲစိတ်ထဲတွေးလို့နာတန်ဃာတော်ရှင်မြတ်ပေါင်းတို့တိတပတ်ဆော့ဖြူလောင်းတို့ကခြေစီတန်လေးပြီးကကျွန်တော်တို့ရွာလေးအေးချမ်းပါယာအာယုကျက်စာလက်တည်မြမှာကုသိုလ်တစ်မျိုးရအောင်ယူပါရခဲ့လာတဲ့လူဘဝမှာတိလဘာဝနာပွားများပါတန်ဋိဋ္ဌိကဖြူစင်စေတနာကိုယ်တိုင်လက်တွေမြင်ရစီမှာသူတောင်းလှသောဘဝလေးမှာလမ်းကောင်းလေးကိုရွေးချယ်ကြပါနေမဝင်ခင်မှာအရောက်သွားဆိုရိတ်ခါအထုပ်သောပါပြီလားယူဇာတကားဆွမ်းမှာဖယားတကားဖယားမှာကြောက်တကားကြောက်အမှာတို့နဲ့ချင်းကတေးရတာလေးဖြင့်တေးစရာဇာနီမီအောင်ဖြင့်ဂီတမူလေးတတ်ထားမောင်းတေးရရှင်မောင်းစွတ်ချစ်တို့ကတော့ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ကိုနိဗ္ဗာန်အကျိုးမျှော်နှို့စောတိုက်တွန်းရပါကြောင်းသူတော်ကောင်းအပေါင်းတို့တရားတွေပွားစီအောင်သာအာယုချင်းလေးရောက်ကြည်ပြခြေဒီတန်လေးတာယာလာတာမြောက်ဝိနည်းတရားတွေပွားစီအောင်သာအာယုချင်းလေးရောက်ကြည်ပြခြေဒီတန်လေးတာယာလာတာစွမ်းမရည်ချမ်းကလူရန်လို့အယောလုံးမှာကုသိုလ်ရှာတရားပွားကလူနိုင်တန်းနိုင်အောင်မှာမြဲပဲစိတ်ထဲတွေးလို့လားတန်ဃာတော်ရှင်မြတ်ပေါင်းတို့တိတပတ်ဆော့ဖြူလောင်းတို့ကခြေစီတန်လေးပြီးကကျွန်တော်တို့ရွာလေး
အေးချမ်းသာရ